ကျက်တယောက်စပွဲကင်းအောက်မှာဝှက်ထားတဲ့မြုပ်ငယ်လေးတစ်ခုကိုတွေ့သွားပါတယ်။သူကမတော်တဆခောက်ဆွဲချောက်တွေအောက်ကိုလွတ်ကျသွားတဲ့အခါအထက်ကလူတွေကကောင်းကင်ဘော်ကနေထူးဆန်းတဲ့အရာတွေကျလာတယ်လို့ထင်သွားကြပါတယ်။အစေခံကောင်မလေးကခောက်ဆွဲနှံ့ရလိုက်ပါတယ်။ဘရင်မကချက်ပြုတ်ဖို့အမိန့်ပေးလိုက်ပါတယ်။လူတိုင်းအပြေးလွှားရောက်လာပြီးအလူအယက်စားကြပါတယ်။သူတို့အတွက်တော့ဒါဟာလုံးဝမယုံနိုင်လောက်အောင်အရသာရှိပါတယ်။ကျက်ကမြုပ်ငယ်လေးငမှုတ်ခေါင်းပါမှုနဲ့ရုန်းကန်နေရတာတွေ့တော့ခောက်ဆွဲချောက်တစ်ဖာလုံးအထဲကိုတုံချပေးလိုက်ပါတယ်။အစားအစာတွေမိုးရွာတယ်လို့ကြက်လာတာကြည့်ပြီးဘရင်မကဒါဟာနတ်ဖျားတွေပေးတဲ့လက်ဆောင်လို့ထင်သွားပါတယ်။သူကကျက်အတွက်ဖျားเจ้าတစ်ခုတောင်စောက်ပေးလိုက်ပါသေးတယ်။အဲ့ဒီအချိန်မှာဝင်ကြီးချုပ်ရောက်လာပြီးခောက်ဆွဲချောက်တွေဟာလှည့်စားမှုတစ်ခုတက်တက်ပဲနတ်ဖျားဆိုတာလုံးဝမရှိဘူးလို့ပြောရင်ဖျားเจ้าကိုဖြိုချခြင်းနေပါတယ်။သူမီးရှို့ဖို့လုပ်နေတော့မှပဲကျက်ကစပင်မုတ်ဆက်ဖွင့်လိုက်ပါတယ်။ရုတ်တရက်ဆိုသလိုဖျားเจ้าပတ်လည်မှာလေပြင်းတွေတိုက်ခတ်လာလို့နတ်ဖျားတကိုးပြနေတယ်လို့ထင်ပြီးလူတိုင်းလန့်သွားကြပါတယ်။ဒါပေမဲ့ကောင်းမာတဲ့ဝင်ကြီးကယုံဖို့ညှင်းဆန်နေပါတယ်။သူ့လူတွေကိုတစ်သားတွေပေါ်စီလောင်းခိုင်းပြီးမီးရှို့ဖို့မီးတို့တစ်ချောင်းယူလိုက်ပါတယ်။ဝင်ကြီးကသူ့ကိုယ်သူဘဝင်မြင့်နေတော့နောက်တစ်ခါမှပဲကောင်းကင်ဘော်ကနေအဖြူရောင်မှုန့်တွေအများကြီးကျလာပြီးမီးငိမ့်သွားပါတယ်။အမှုန့်တွေဖုံးလွှမ်းသွားတဲ့ဝင်ကြီးချုပ်ကဒေါသတကြီးချိန်ဆပါတော့တယ်။အဲ့ဒီနောက်မှာကျက်ကဖရင်မလေးရီချိုးတော့မယ်ဆိုတာတတိထားမိလိုက်ပါတယ်။ဒါနဲ့မန်ဘလူးနဲ့ချောင်းကြည့်နေတော့ရုတ်တရက်ဆိုသလိုရန်သူတပ်တွေမြို့ပြင်ကနေဝင်တိုက်လာပါတယ်။သူပြန်လှည့်ကြည့်လိုက်တဲ့အချိန်ဖရင်မကအဝတ်စားတွေဝတ်ပြီးသားဖြစ်နေပါပြီ။ကျက်ဟာဒေါသပေါက်ကွဲသွားပါတယ်။ရန်သူစစ်သားတွေမြို့ပြင်မှာအော်ဟဲ့နေတာမြင်တော့မိချစ်တလုံးယူပြီးမိုးကြိုးလိုပစ်ချလိုက်ပါတယ်။ချက်ချင်းပဲအော်ဟဲ့နေတဲ့စစ်သားတယောက်မိုးကြိုးထိမှန်ပြီးလဲကျသွားပါတယ်။ဒါကိုမြင်တော့တခြားတပ်သားတွေချက်ချင်းပဲကစင့်ကလျားထွက်ပြေးကြပါတယ်။အချိန်ကြာလာတာနဲ့အမျှကျက်ဟာဖရင်မလေးပေါ်နက်နက်ရှိုင်းရှိုင်းခံစားချက်တွေဖြစ်ပေါ်လာပါတယ်။ဒီနေ့မှာကျက်ကချေရသူတယောက်ဆုံးရှုံးသွားလို့ဝမ်းနဲ့ကြေကွဲနေတဲ့ဖရင်မလေးကိုတွေ့လိုက်ရပါတယ်။ဒါနဲ့ဖရင်မလေးအတွက်မော်ဆန်တဲ့ညလေးတစ်ခုဖန်တီးပေးဖို့မီရှူမီပန်းတွေဖောက်ပေးခဲ့ပါတယ်။ဒီအပြုတ်မူလေးကြောင့်စိတ်လှုပ်ရှားသွားတဲ့ဖရင်မလေးဟာမျက်ရည်တွေမထိန်နိုင်ပဲသူ့ပါပြင်ပေါ်စီးကျလာခဲ့ပါတော့တယ်